ဒီနေ့တော့မုံအေးလေးနဲ့မုံရခိုင်မုံတီလေးလှုပ်ရှားပြီးတော့ပြန်လဲဝင်မြလိုက်ပါတယ်နော်မုံဘက်လေးတွေကိုတော့ရင်သွေးလေးနဲ့ဖြောပြီးစက်ကားလေးနဲ့ဆက်ထားလိုက်ပါတယ်အချီရဲ့အတွက်ကိုတော့မကြီးနဲ့လေးကိုရေဆေးပြီးတော့ရင်သွေးနဲ့စိန်ထားလိုက်ပါလို့ရှင်ချက်သွင်းမှုစီချက်ကလေးရလည်းမဖြစ်ပါဘူးနော်ချင်းချစ်တဲ့နေရာမှာတော့စစ်တွင်ပြီးလေးတွေတူးမတော့အောင်လို့ထိဆိုင်ရပါမယ်နော်မဖေကိုတော့ရရလေးနဲ့ထားပြီးတော့ကြော်ထားပေးလိုက်ပါလို့ရှင်ငါးလေးတွေကိုတော့ပြုတ်ပြီးတော့အရင်ဝင်ထားပေးပါမယ်မြေကြီးကြီးတွေကိုတော့ထောင်းရလိုအောင်လို့ပြုတ်ထားလိုက်ပါမယ်ဒီနေ့ကလေးကိုတော့ဒီပြုတ်ပြီးထောင်းထားတာလေးနဲ့ငါပြုတ်ထားတာလေးနဲ့နောက်ပြီးစိမ်းသားလေးကိုတော့ရေဖြောပြီးတော့ဆက်ထည့်လိုက်ပါမယ်ရှည်နှဲငယ်လေးထည့်ပြီးတော့ငပိစိမ်းသားနဲ့လေးပျောက်သွားတဲ့အထိတည်ထားပါမယ်အကြီးလေးလဲချင်ထားခြင်းတော့ဒီနေလေးရရင်တော့ရတာအတွက်စားနဲ့အချို့မုံလေးထည့်ပြီးရင်တော့ရပါပြီရှင်ဒီနေ့အတွက်တော့ငပိစိမ်းစားနဲ့ရေမများလေးကိုငပိနဲ့ပြောက်တဲ့အထိတည်ထားလိုက်ပါတယ်မြုပ်ကောင်းလေးကိုတော့လော်ပြီးတော့မှစစ်တွင်ပြူလေးနဲ့ထောင်းထားပါမယ်ထောင်းပေးပါမယ်ရှင်နှစ်ပြီးနဲ့လေးပြောက်သွားရင်တော့စစ်တွင်ပြူနဲ့မြေကောင်းတော့ပြီးထောင်းထားလာလေးကိုထည့်ပါမယ်ငါးပြုတ်ထားတာလေးကိုလည်းနည်းငယ်ထည့်ပါမယ်ရှင်ဆိုရင်တော့ညှိလေးလည်းရပြီဆိုတော့စားပါတော့မရှင်